Patrick ဒေါကူက United ရဲ့ထွန်းတောက်လာမယ့်မျိုးဆက်သစ်ကျဲပွင့်လို့အင်္ဂလန်မီဒီယာတွေမွန်းတင်နေကြပြီ။အင်္ဂလန်မီဒီယာတွေက Man United ရဲ့မျိုးဆက်သစ်ကျဲပွင့်လို့ကောင်းကင်ဘုံထိမြောက်စားနေကြတဲ့အသက်22နှစ်အရွယ် Patrick ဒေါကူကတကယ်ပဲအားကိုးရတဲ့ကစားသမားလား။ပရိသတ်များလုံးပဲမင်္ဂလာပါ Red Revival Channel ကနေကြိုဆိုလိုက်ပါတယ်။အီတလီကလပ်လက်ချီကနေပြောင်းရွှေ့လာပြီးကတည်းက United ရဲ့ဘယ်ချမ်းတစ်ချို့မှာနေရာဆုံးကစားခဲ့ရတဲ့ဒေါကူကနေပြဟောင်းအမော်ရင်လက်ထက်ကနေလက်ရှိနေပြ Michael Carrick လက်ထက်ထိအခုအပြောင်းမှာအကြီးကျယ်တိုးတက်လာခဲ့တာအားလုံးသိပါပြီ။ဒါပေမဲ့သူတကယ်ပဲကမ္ဘာ့အဆင့်ကိုသွားနိုင်ပြီလား။ဒေါကူရဲ့အကြီးမားဆုံးချိုးခွေးကတော့နီးပြပြောင်းလဲပါပြီ။နီးပြဟောင်းအမော်ရင်က3-4-3ဒါမှမဟုတ်3-5နှစ်ကစားခွက်တွေကိုအဓိကအသုံးပြုလေးရှိပြီးဘယ်ချမ်းမှာကစားတဲ့ဒေါကူကိုဝင်းဖက်နေရာမှာထိုင်ချခဲ့ပါပြီ။ဝင်းဖက်ဆိုတာခန်းစစ်ကိုအချိန်မီပြန်ဆင်းရတယ်လို့တိုက်စစ်ကိုလည်းလိုက်ပါရတဲ့အတွက်အင်မတန်တက်လုံကုန်တဲ့နေရာပါ။ဒီစနစ်မှာဒေါကူရဲ့တိုက်စစ်ပါရမီတွေကခန်းစစ်တာဝန်တွေအောက်မှာဖုံးခွဲနေခဲ့ရပါတယ်။ဒါပေမဲ့လက်ရှိနေပြကာရီရောက်လာချိန်မှာတော့ကစားကွက်ကိုတိုက်စစ်အသားပေးပုံစံပြောင်းလဲလိုက်ပြီးဒေါကူကိုဘယ်တောင်မှတိုက်စစ် left wing ကနေရာစစ်မှာလွတ်လွတ်လပ်လပ်ကစားခွင့်ပေးလိုက်ပါတယ်။ဒေါကူကိုရိုင်းကလည်းကာရီရဲ့စနစ်ကတိုက်စစ်ကိုအသားပေးပြီးလွတ်လပ်စွာကစားခွင့်ပေးတယ်လို့ဝန်ခံထားပါတယ်။ခန်းစစ်ဝင်တဲ့ဝင်မိုးတွေကနေလုကင်းသွားတဲ့အခါဒေါကူကပြိုင်ဘက်ခန်းစစ်မိုးတွေကိုတအူးချင်းရင်ဆိုင်ကြော်ဖြတ်ဖို့အပြေးအဝအာယုံဆိုင်လာနိုင်ပြီးရာသီကုန်ကနေမှသွင်းကိုတွေနဲ့ဖန်တီးမှုတွေစတိုက်ပြုလုပ်နိုင်ခဲ့တာကဒီနေ့စနစ်ပိုင်းပြောင်းလဲရဲ့ဓာတ်ရိုက်ကြိုးကျေးဇူးပဲဖြစ်ပါတယ်။ပရီးမီးယားလိလိုအင်မတန်ကျန်းတဲ့မြန်ဆန်တဲ့လီမှာအသက်22နှစ်အရွယ်လူငယ်လေးတယောက်အလွယ်တကူခြေစွမ်းပြနိုင်ဖို့ဆိုတာမလွယ်ပါဘူး။ဒါပေမဲ့ဒေါကူစီမှာမွေးရပါရုပ်ပိုင်းဆိုင်ရာတန်မဏိလက်နဲ့ရှိနေပါပြီ။သူရဲ့လျှက်စီးလိုမြန်ဆန်တဲ့အမြန်နှုံးနဲ့ခန္ဓာကိုယ်တမာမှုတွေကပြိုင်ဘက်ညာနောက်ခံလူတွေအတွက်တော့အိမ်မက်ဆိုးပါပဲ။တာမန်တော်မန်လူတွေကမြန်ရင်ပိန်ပါပြီးကျန်းခိုင်မှုအားနဲ့တက်ပေမဲ့ဒေါကူကတော့အရှိန်နဲ့ဆွဲပြေးနေချိန်မှာပြိုင်ဘက်ကဝင်တိုက်ရင်တော့ဟန်ချက်မပြတ်ပဲဆက်သွားနိုင်စွမ်းရှိပါတယ်။ဒါပြင်အီတလီလိမှာခန်းစစ်ကစားခဲ့မှုတဲ့အတွေ့အကြုံကြောင့်တိုက်စစ်စင်နေနဲ့ဘောလုံးပြတ်သွားရင်ချက်ချင်းပြန်လဲလိုက်လံဖိအားပေးတဲ့နေရာမှာအခြားတောင်မတိုက်စစ်ကစားသမားတွေထက်အများကြီးတာလွန်နေတာကိုတွေ့ရပါတယ်။ဒါကာရီယာတိုက်စစ်စနစ်မှာအသင်းရဲ့ဟန်ချက်ကိုထိန်းပေးထားတဲ့အရေးကြီးတဲ့အချက်ပါ။ဒါပေမဲ့ဒေါကူကပြီးပြည့်စုံတဲ့ကစားသမားလုံးဝမဖြစ်သေးပါဘူး။သူကိုယ်တိုင်ဝန်ခံထားသလိုပဲသူ့ရဲ့အဆုံးသတ်ပိုင်း finishing ကအကြီးမားဆုံးအားနည်းချက်ဖြစ်နေသေးပါတယ်။ခေတ်သစ်ဘောလုံးလောကမှာတောင်ပန်ကစားသမားဝင်ကာတွေကအရင်လိုဘေးပေါင်ကားနေဖြတ်တင်ပေါ်တင်ပေးရုံနဲ့မရတော့ပါဘူး။ကိုယ်တိုင်ကိုယ်သွင်းနိုင်တဲ့ goal scoring ဝင်ကာတွေဖြစ်ဖို့လိုအပ်ပါတယ်။ဒေါကူကနေရာလွတ်တွေစီကိုဘောလုံးတည်သွားတဲ့နေရာမှာကောင်းပေမဲ့ penalty area final တထဲကိုရောက်တဲ့အခါဆုံးဖြတ်ချက်ချမှတ်မှုတွေနှေးကွေးနေပါသေးတယ်။ဘယ်ချိန်ကန်ရမလဲဘယ်ချိန်ခင်းပေးရမလဲဆိုတာကိုတွေးဝင်နေတတ်ပါတယ်။မန်ယူလိုဖီအားများတဲ့အသင်းမှာအခွင့်အရေးရချိန်ဆုံးမသက်နိုင်ဘူးဆိုရင်ဘရိတ်တက်တွေရဲ့ဒေါသကိုချက်ချင်းခံရတတ်ပါတယ်။ဒေါကူအနေနဲ့ဒီအဆုံးသက်အားနည်းချက်ကိုမဖြစ်မနေအမြန်ဆုံးအဆင့်မြင့်တင်ရပါတော့မယ်။နောက်ဆုံးနေစနစ်ပိုင်းပြင်ပကအကြီးမားဆုံးစိန်ခေါ်မှုကတော့အင်္ဂလန်မီဒီယာတွေရဲ့ဖောင်းပွားတဲ့သတင်းတွေပါပဲ။အခုဆိုရင်မီဒီယာတချို့ကသူ့ကို United ရဲ့ထွန်းတောက်နေတဲ့ဂျယ်တဝင်းလို့တင်စားနေကြပါပြီ။ဒါဟာလူငယ်ကစားသမားတွေအတွက်အင်မတန်ကြောက်စရာကောင်းတဲ့အစိတ်တောက်ပါခြေသွမ်းကောင်းရင်ကောင်းကင်မုတ်ထိမြောက်စားပြီးပွဲစဉ်တစ်ပွဲလောက်ခြေသွမ်းကျသွားတာနဲ့အမိုက်ပုံလေးရောက်အောင်ဖိနှိပ်ဝေဖန်တတ်တာအင်္ဂလန်မီဒီယာတွေရဲ့ထုံးစံပါပဲဒေါကူအနေနဲ့အခုမှတောင်ပန်ကစားသမားဖြစ်တင်ယူနေသေးချိန်ဖြစ်တဲ့အတွက်ဒီလိုချီးကျူးမှုတွေပေါ်ကိုတားရမသွားပဲကာရီရဲ့လမ်းညွှန်မှုတွေအောက်မှာစိတ်တည်တည်ငြိမ်ငြိမ်နဲ့လေးချင်ခွင့်မှသာအစွမ်းကုန်စ조사ဖို့လိုအပ်ပါတယ်အချို့အပြင်သုံးသပ်ရရင် Patrick ဒေါကူက Manchester United ရဲ့ဘယ်တောင်ပန်ပြဿနာကိုရေရှည်ဖြေရှင်းပေးနိုင်မယ်အလားအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာနေတာအမှန်ပါပဲဒါမဲ့မီဒီယာတွေအမြောက်ခံကျယ်ပွင့်အဆင့်ကနေအသင်းကိုစူပလာတွေယူဆောင်ပေးနိုင်တဲ့ကမ္ဘာအဆင့်ကစားသမားစစ်စစ်ဖြစ်လာဖို့ဆိုရင်တော့သူကိုယ်တိုင်ဝန်ခံထားတဲ့အဆုံးသတ်ပိုင်းနဲ့ဆုံးဖြတ်ချက်ချမှတ်မှုတွေကိုမဖြစ်မနေအစိမ့်မြင့်တင်ဖို့တော့လိုအပ်နေသေးကြောင်းပါညီကိုတို့ရောဘယ်လိုမြင်ကြလဲကျွန်တော်ထောက်ပြခဲ့တာတွေကိုလက်ခံကြလား comment ကနေမိမိတို့ရဲ့အမြင်လေးတွေကိုဆွေးနွေးပေးခဲ့ကြပါဦးအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ